တသိန်းမဲ့ဝင်ငွေရှိခြင်းရင်တသိန်းနဲ့တန်တဲ့စိတ်ပီစီမှုပဲခံစား10သိန်းဝင်ခြင်းရင်10သိန်းနဲ့တန်တဲ့စိတ်ပီစီမှုရှိသိန်း100ရခြင်းရင်သိန်း100နဲ့တန်တဲ့ stress တွေလည်းရှိလူတချို့ပတ်စံရှာတာပဲလူသိကြအဲ့ဒီလူတွေရဲ့အိတ်မပြောတဲ့ညတွေအကြောင်းလူတော်တော်များများမသိကြလောကကြီးမှာဘယ်အရာမှလည်းလွယ်လင်မရပါဘူး